နျူကာဆယ်အင်ကွင်းဟာဘာစီလိုနာအတွက်ခက်ခဲနိုင်လား။ Sport ပရိသတ်များအားလုံးပဲမင်္ဂလာပါ။အောင်မြင့်ရတဲ့အောင်ပွဲတပွဲကောင်းပွဲရွေးချယ်မှုအစီအစဉ်နဲ့ပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီနေ့မှာတော့ Champions League ပွဲစဉ်တွေထဲကစိတ်ဝင်စားစရာအကောင်းဆုံးပွဲတစ်ပွဲဖြစ်တဲ့ Newcastle နဲ့ Barcelona အသင်းတို့ရဲ့ပွဲစဉ်ကိုရွေးချယ်တင်ဆက်ပေးတော့မှာပဲဖြစ်ပါတယ်။ Newcastle တို့ Man City ကိုအရေးနှိမ့်ခဲ့ပြီးတော့ FA ဖလားကနေထွက်ခဲ့ရပြီမလို့ Champions League ကိုအပြည့်အဝအားစိုက်လာတော့မှာပါ။ Newcastle ရဲ့လက်ရှိဖောင်ဟာတိတ်အားရစရာမရှိပေမဲ့ Champions League မှာတော့အင်ကွင်း၄ပွဲစလုံးအနိုင်ကစားထားနိုင်ခဲ့ပါတယ်။ဒါကြောင့်Newcastle ရဲ့အင်ကွင်းလောက်အားနှုံတော့လုံးဝ short တက်ထားလို့မရပါဘူး။ Barcelona ကလည်းအင်ကွင်းဆိုရလက်ကောင်းလေးရှိပေမဲ့အဝေးကွင်းဆိုရင်ခံစစ်အားနေပြီးတော့ဂိုးတွေပြန်ပေးရလေးရှိပါတယ်။ပြီးခဲ့တဲ့ပွဲမှာ80ကိုဂိုးပြက်အရေးနှိမ့်ခဲ့တယ်လို့မျိုးမထင်မဲ့ထားတဲ့ရက်လက်တွေကိုထပ်ပေါ်တတ်တာတတိပြုရမှာပါ။ Champions League အဝေးကွင်းနောက်ဆုံး၄ပွဲစလုံးမှာလည်း၄ပွဲစလုံးဂိုးတွေပြန်ပေးခဲ့ရပါတယ်။ဒါကြောင့်အင်ကွင်းတိုက်စစ်ထက်မြက်တဲ့ Newcastle ရဲ့အင်ကွင်းမှာလည်းဂိုးပြန်ပေးရဖို့များနေပါတယ်။ဒီနှစ်တင်း Champions League ထိပ်တိုက်တွေ့ဆုံမှုနောက်ဆုံး၃ချိန်မှာ Barcelona က၃ချိန်စလုံးအနိုင်ရထားပါတယ်။စင်လာရကောလက်ရှိဖောင်ရပါအားတနေတဲ့ဘာစီရဲ့အကျိုးပေးမှုဟာကျဆင်းလာပြီးတော့ဂိုးပေါင်းမြင့်တက်လာတဲ့ဖွင့်လှစ်မှုရနှစ်ဖက်အပြန်လည်တွင်းဂိုးတွေမြင်တွေ့ရနိုင်တယ်လို့တွက်ဆထားပုံရပါတယ်။ပါကြော့အင်ကွင်းမှာနောက်တစ်ဆင့်တက်လန်နိုင်ဖို့အစွမ်းကုန်စ조사လာမယ်နျူကာဆယ်ဘော်ဒီကိုပဲတနင်္ဂနွေနေ့ညအောင်မြင့်ရအောင်ပွဲဖြစ်ရွေးချယ်ပေးခဲ့ချင်ပါတယ်။ဒီကိုယ်တွေအားလုံးပဲအောင်ပွဲခံနိုင်ကြပါစေဗျာ။